ခရီးစဉ်အစအဆုံးကိုမလွတ်တမ်းကြည့်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျာအားပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျာ Hello လိုဒီပါကဘာပေါ်မှာတရိတ်ဆန်မျိုးစိတ်အများဆုံးရှိတဲ့ Moscow Zoo ကိုလာပြီဗျာဒီနေရာမှာသင်တို့မမြင်ဘူးတာရောမြင်ဘူးပါရောတရိတ်ဆန်အစုံပလုံကိုတွေ့မြင်ရမှာပါဟာ giraffe တွေကအမြင့်ကြီးပဲဗျအနီးကပ်မြင်လိုက်တော့အရက်ပုတဲ့တငယ်ချင်းလေးကိုတောင်သွားသတိရမိတယ်ဗျာသူကတော်တော်ပုတာကိုဗျအခုကြောင်ကြီးစုံရောက်ပြီဗျဒီနေရာကနေလုံလုံချုံချုံကြည့်တာပဲအကောင်းဆုံးမင်းတို့အိမ်မှာမွေးတဲ့ကြောင်လေးတော့ဟုတ်မနေတော့ကြောက်ရတယ်ဗျဒီကောင်တွေကတော့ကျွန်တော်ထက်တောင်အလုပ်များတယ်ဗျမနာအနေကိုလှုပ်ရှားနေကြတာသူတို့ကြည့်ပြီးပျော်စရာကြီးပါဗျာတကယ်မိုက်တယ်တနေရာပြီးတနေရာသွားတိုင်းတရိတ်ဆန်အစ်စ်တွေကြီးပဲတွေ့နေရတယ်ဗျဒီဇူးကိုတရက်ထဲနဲ့အကုန်ကြည့်နိုင်မလားတော့မသိတော့ဘူးစင်ကြီးကိုအနီးကပ်မြင်ရတာတကယ်အံ့ဩစရာပဲဗျဒီလောက်ကြီးတဲ့ကောင်ကိုဒီလိုနီးနီးကပ်ကပ်မြင်ရတော့ကိုတောင်သေးသွားသလိုခံစားရတယ်နောက်ထပ်ထူးထူးခြားခြားဘာကောင်တွေရှိသေးလဲလိုက်ရှာမယ်ဗျာခမားတို့ရောတူတူလိုက်ကြည့်နေကြရဲ့လားအပြင်မှာမမြင်ဘူးသေးတဲ့အကောင်ရှိရင်ပြောခဲ့နော်အခုရေထဲကကဘာကိုရောက်ပြီဗျရေအောက်မှာလွတ်လပ်စွာကူးနေတာကိုကြည့်ရတာထူးဆန်းမှုတစ်ခုပါပဲမြင်ဘူးကြလားအမျိုးတို့ရေမြင်ဘူးကြလားဗျဒီနေရာရောက်တော့အယောင်လေးကိုမျက်စိမလွဲနိုင်တော့ဘူးဗျငှက်တွေကလည်းကိုယ့်ထက်တောင်ကင်မရာရှေ့မှာပို professional ဖြစ်နေကြတယ်လိုက်ကြည့်နေတာနဲ့တင်မောနေပြီဗျဒီဇူးကအခုထိမကုန်သေးဘူးနောက်ထပ်ဘာတွေတွေ့ရအောင်မလဲလိုက်ကြည့်နေကြသေးရဲ့လားဗျဒီကောင်ကြီးကတော့တကယ်ကိုအထင်ကြီးစရာပဲဗျအေးအေးဆေးဆေးနေပေမဲ့သူ့ရဲ့အင်အားကကြည်ုံနဲ့တိတာတယ်ဘလောက်တောင်အားကောင်းလိုက်မလဲနော်ဒီဘက်မှာတော့စားနေတဲ့တရိတ်ဆန်တွေတွေ့ရတယ်တနေကုန်လိုက်ကြည့်နေတာမငီးငွေ့နိုင်ဘူးဗျကြည့်ပြီးရင်ဆက်ကြည့်နေကြတော့တာပဲအခုတော့ reptile zone ရောက်ပြီဒီဘက်ကတရိတ်ဆန်တွေကတော့အနီးကပ်ကြည့်ရင်သူမထက်တောင်နည်းနည်းရင်ခုန်စရာကောင်းတယ်ဗျဘာလို့လဲသိလားဒီမြေပုံကိုကြည့်ပါအောင်ဗျကျွန်တော်ရှောက်ပြီးတာအများကြီးရှိပြီထင်တာဒါတောင်ကြံတာတွေကဒီလောက်များနေသေးတယ်နောက်ထပ်အများကြီးကြံသေးတာပဲဒီကောင်လေးတွေကတော့တကယ်ချစ်စရာကောင်းတယ်ဗျရေထဲဝင်တော့မြန်လိုက်တာအပြင်မှာလမ်းလျှောက်တာနဲ့တခြားစီပဲအရာရာကထူးဆန်းနေပြီဗျာဒီနေရာကတော့တရိတ်ဆန်တွေကိုတဘာဝနဲ့နီးနီးကပ်ကပ်ခံစားရတယ်ဗျအေးအေးဆေးဆေးကြည့်နေရတာတော်တော်ကောင်းတယ်လာဖြစ်ရင်နောက်တစ်ခေါက်တော့လာအောင်မယ်ဗျာဇီဘရာတွေကိုတော့ခုမှမြင်ဘူးတာပဲဗျအုပ်လိုက်ကြီးလမ်းလျှောက်နေကြတာတော်တော်လှတယ်ဗျာကြည့်ကြပါအောင်အမျိုးတို့ရေဒါမျိုးကမြင်ရခဲတယ်နော်အခုမွေတွေ့ပြီဗျမှန်ကချားထားတယ်ဆိုပေမဲ့ဒီလောက်နီးနီးမြင်ရတော့နည်းနည်းတော့ရင်ခုန်တယ်ကင်ကြည့်ရင်ကောင်းမယ်ထင်တယ်စတာပါဗျာတနေ့လုံးလမ်းလျှောက်နေတာခြေထောက်နီးနဲ့ညောင်းလာပြီဗျဒါပေမဲ့အဓိကအပိုင်းမပြီးသေးလို့ဆက်သွားအောင်မယ်တူတူလိုက်ကြည့်ပေးကြအောင်နော်တရိတ်ဆန်မျိုးစုံကိုမြင်လိုက်ရပြီဗျကြည့်လို့မကုန်သေးသလိုပဲခံစားနေရတယ်ဗျာအထူးအစမ်းတွေနဲ့တကယ်လာလေတဲ့နေရာထဲမှာပါတယ်ဗျာအခုနောက်ဆုံးခရီးမှာတော့ဒီလောက်ကြီးတဲ့ကောင်နဲ့ထပ်တွေ့ရတယ်ဗျဒီနေ့လာခဲ့တာတကယ်မမှားဘူးဗျာမရောက်ဘူးသေးရင်လာကြည့်ကြဖို့ဖိတ်ခေါ်တယ်နော်နေ့လဲကုန်တော့မယ်ဗျမနက်ကဝင်လာတော့အထက်အခုထွက်တော့မှဒီဇူးကဘလောက်ကြီးလဲပိုတိလာပြီပေါ့နော်တော်တော်ကိုကြဲတာပါဗျာတရိတ်ဆန်တွေကတော့အများကြီးတွေ့ခဲ့ပြီဒါပေမဲ့ဒီနေ့အဆုံးမှာအကြီးဆုံးအတွေ့အကြုံကတော့ကိုယ့်ခြေထောက်ကိုမခံနိုင်တော့တာပဲဗျာညောင်းနေပြီဒီနေ့တစ်နေ့လုံးအတူလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာလူကြီးမင်းတို့လည်းတနေ့ဒီကိုလာနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တဲ့နော်တရိတ်ဆန်မျိုးစုံနဲ့အမှတ်တရတွေအများကြီးရခဲ့ပြီဗျနောက်တစ်ခါပြန်လာရင်မတွေ့ရသေးတဲ့နေရာတွေကိုဆက်ပြီးသွားပြမယ်ဗျာကဲကျေနပ်ကြရဲ့လားတရိတ်ဆန်တွေလိုက်ကြည့်ပြီးတော့အခုမှသိတာဘိုက်ကတရိတ်ဆန်တွေထက်တောင်ပိုပြီးလှုပ်ရှားနေပြီဗျထမင်းစားဖို့တောင်မေ့နေတယ်ဗျာသတိမပေးကြဘူးဗျဇူထဲမှာတနေ့လုံးတဘာဝနဲ့နေပြီးအခုစီတီထဲပြန်ရောက်လာတော့တမျိုးပြန်မြန်လာသလိုပဲဗျအငွေ့အသက်ကလုံးဝတခြားစီဖြစ်သွားပြီလေဒီနေ့မှာတော့ elephant giraffe monkey penguin reptile တွေအပါအဝင်အကောင်မျိုးစုံတွေ့ခဲ့တယ်ဗျတနေ့တည်းနဲ့အတွေ့အကြုံကတော်တော်များတာပဲဒီနေ့ zoo adventure ကဒီမှာပြီးပြီဗျနောက်တစ်ခေါက်ဘယ်ကိုသွားမလဲဆိုတာဆက်ကြည့်ပေးအောင် subscribe မလုပ်ရသေးရင်လည်းနှိပ်ခဲ့အောင်နော်